အားနဲ့ဆော့ပြရတာဖြစ်ပါရှင်အဲ့ဒီပေါ်တော့ဒီနေ့မှာတော့အားနဲ့ဆော့ပြရတာပါဟုတ်ပါတော့ပြောရတယ်ဘောလို့ဒီနေ့ကလည်းဒီနေ့ကလည်းအခုလိုမျိုးပေါ့နော်ဒီနေ့ကနေဒီနေ့ကလည်းဟိုကအကြောင်းပေးရမလို့ပါဆိုရရင်တော့ဒီနေ့ကလည်းအကြောင်းပေးရမလို့ဆိုပြတာပါဒီကဆုံးပြပါရှင်တိကံမျိုးပြောချင်တာတော့ပါဒီကံလေးရမှာလဲဆိုတော့အတန်းလို့တိကံပြပါရှင်အားတကအေးပြတ်ထားပါတော့အေးပြတ်ထားမှာပေါ့ဘောနော်ပြတ်ထားမှာပေါ့နော်ဒီပြတ်ထားလဲဆိုတော့ဒီလိုကနေစပြတ်တာဒီပြတ်ထားလဲဆိုတော့စာကြတယ်ဘောနော်စာကြတယ်တော့ဘာလဲဆိုတော့ဒီတဲ့ key ပါလို့တော့ပြတော့စပြတ်ကိုပါလေအားစပြတ်ကိုပါတော့ညဦးမင်းလည်းမအိမ်ဘူးဘောနော်အဲ့တော့ကျတော့အဲ့ကဦးမင်းလည်းမအိမ်ဆိုတော့ဟိုတန်ခါအဲ့တော့ပေါ်နေတယ်အဲ့တော့ဟုတ်ပဲကြာအဲ့တော့ဘယ်လိုလဲတော့ညအိတ်တော့ပန်လို့ဖြစ်တော့ကြာတော့အေးပြောဝဲတော့အေးပြီးအတန်းဒါလက်ခေါင်းနဲ့ပိတ်တာစီတော့ကပေါင်းတော့69ဆောင်းလောက်ဖြစ်နေအဲ့လောက်ကိုဖြစ်နေပါရှိရဟုတ်တင်းရပြီခဏလေး scroll ဝိုင်းလိုက်အောင်နော်ဒီပေါ့နော်ရပါပြီအဲ့ဒီခိုင်းတော့ကြော်ပြီးတော့အဲ့ပေါ့နော်ဆက်ကခါတော့မှားပြီးကြော်လိုက်တာပါဘယ်လိုကြော်လိုက်တာလဲဆိုရင်တော့အိုက်တာအောက်ကျကြဒါကတော့ခက်တယ်မင်းလည်းခက်တယ်ခက်ပါလေโอเคမြန်တဲ့တီတီလေးခိုင်းရောက်ပါပြီ။နာရီမိနစ်ကတော့တော်တော်ကြာလိုက်ပါ။โอเคပါတော့အားကြာရရမှပြီးကြည့်ရပါ။ဒီနေ့တော့လည်းလုံးဝမအားပါဘူးလို့အားလို့ပြောပါရအောင်။ဒီပေါ်မှာလင်းနေတဲ့ခုံဝမ်းပြီ။ โอเคဒီလိုခောက်တော့ရသွားပါ။အခန်းကြီးပြောင်းကုန်တယ်။ရတော့မှပဲခံပြန်မယ်ကောင်းကြည့်အရင်ကောင်းတယ်အရင်ကောင်းတယ်ဒီလိုအဲ့လိုလုပ်တာအရင်ကောင်းတယ်ငါဘာဖြစ်နေတော့မမြင်ရဘူးပြောတာမြင်တော့မမြင်ရဘူးတော်သေးတာဘောအောက်ကျနေတည်ရပြောပစလို့တော့တရားပဲကောင်းပါတရားကြတခိုင်းတည်ပါပြတူအောက်ကျကြတော့အောက်ဆုံးကြီးကြောက်တော့အဲ့ဒါဘူမတ်တိတ်ကြတယ်အားစိနေတာအဲ့ဒါအပြာပေါ်ပဲတော်တော်မကြည့်တဲ့ခောက်ကြတယ်ဒီလိုတော့ရိုက်ထားတော့မသိတော့5မိနစ်လောက်ပဲဆောက်ပြပါမကြည့်ဘူးလားโอเคပါဒီနေ့ခက်ပါရဲ့ဒီနေ့လည်းခက်ပါရဲ့မတ်တော့အရာအားရပါစေစေစီတီဝါဘူတော့နေလားတီဝါအဲ့အောက်ထက်ကိုတာပြန်ဆရာတို့ပြန်တက်ဆက်လို့တော့အဲ့စူပါမန်လားစူပါမန်ရပါဒီနားရလို့မှာစူပါမန်ပါတာသူရောက်ပြောရကိုပဲပြက်ခဲ့ရလက်ကောင်ကြောတော့အောင်ဘူးအဲ့ဒီလိုက်ဆိုရယောက်ျားလေးပြောရတန်းပြေးသွားတယ်ပြောကောငါပြောဘာမပြောဟောရအောင်အဲ့လိုပြောရခိုင်းကြတယ်ပြောနေတယ်ငါပြောလို့ပြောလိုက်တယ်နိုင်သွားတယ်အပြခံရပြီအဲ့ဒီပြောမှာပြခံရပါပြီပြတန်းထိအဲ့လိုမတန်းကြည့်ရအဲ့သူ့လို့လည်းဦးစားပေးသွားပါခုတော့ဒီအခုကအဲ့အရှိကမိုးကြိုးနေနဲ့အကောင်ကြီးဟုတ်တယ်လားအဲ့မိုးကြိုးနေနဲ့အကောင်ကြီးရပါတော့ဝါနောက်ပြန်သွားအဲ့ကိုကြည့်လိုက်တော့ပဲကြည့်ရပါတော့အဲ့ကအဲ့တော့ဆက်ဆော်တယ်ဖြစ်တယ်ဆော်ရင်ခဏရောက်ကြတယ်ဆက်ဆော်တယ်ဟဲ့အရောင်လေးတော်ကြော်ပြီးသွားပြီ
ရဲ့အစီမှာ2ယောက်လာပဲ2ယောက်1ယောက်လာ2ယောက်3ယောက်လာပဲကျန်တော့ရတယ်ဒီအမလေးလေးမတိလိုက်ဘူးလေးလို့ဆိုဘူးလာဘိုးဟိုအားလုံးကြည့်ရပါအော်ကြည့်ကြထားမိတာတော့ဖြစ်ပါအဲ့လိုကြည့်ရပါ